မကလာပါပုံမြင်တိုလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ပေးသွားပါနော်မိုးရွာညရဲ့ခေါ်တန်အပိုင်းတို့ဝင်းအမေနဲ့ဝင်းတို့ဟာအင်ကန်နေထုတ်ပေးသွားပြီးနောက်တပတ်ကြာခဲ့ပါတယ်ဒါပေမဲ့ဝင်းရဲ့နားထဲမှာတော့ညာတိုင်းမကေပေးဘူးလားဆိုတဲ့အတန်များနေတိုင်းကြာနေခဲ့ပါတယ်တညမှာဝင်းအိမ်နေတော့ပဒင်းပုံမှန်ပေါ်ကနေတစ်ချက်ခေါက်တန်းကြားလိုက်တယ်တောက်ဝင်းမျက်လုံးဖွင့်လိုက်တော့ပဒင်းပေါက်ဖက်မှာရေဆိုးဆိုးနဲ့ခလေးလေးတစ်ယောက်ရဲ့လက်ရာကိုထင်ထင်ရှားရှားတွေ့လိုက်ရတယ်မန်ပေါ်မှာရေကြောနဲ့ရေထားတဲ့ဆာလုံးတစ်ကြောင်အောက်ထပ်မှာနောက်တနေ့မနက်ဝင်းစိတ်မထိန်နိုင်တော့ပဲအဲ့ဒီအိမ်ကိုပြန်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အိမ်ဟောင်းသေးဝင်လိုက်တာနဲ့အေးဆက်တဲ့လေးတစ်ချက်ဝင်တိုက်သွားတယ်မိဖို့ခန်းအောက်ချန်ခင်ကြားမှာတသားတစ်ချက်အနှင်းငယ်ဖြိုးချနေတယ်ဝင်းတသားကိုလွမ်းဖက်လိုက်တာခါအောက်မှာဟောင်းနေတဲ့ခလေးကစားစရာအယုံလေးတစ်လုံးနဲ့အယိုသေးသေးလေးတွေမြင်လိုက်ရတယ်တချင်တဲမှာတဲ့နောက်ကနေအေးဆက်တဲ့အတန်တန်ကြားလိုက်ရတယ်ခုတော့တွေးပြီနော်ဝဲလွယ်ချလိုက်တော့မိဖို့ခန်းတကားနားမှာရေဆိုးဆိုးနဲ့ရက်နေတဲ့ခလေးလေးတယောက်မျက်လုံးလေးကအနက်ရောင်အပြင်းနဲ့စိုက်ကြည့်နေလေပြီးတော့တကားဟာတီတီလေးပြန်ပိတ်သွားလေ